ဒီမှာလေအကိုဟိုတစ်ခါပြောဘူးတဲ့ခင်ဖုံးဆိုတာပဲအကိုညီမလေးထိတ်ထားဘူးပဲဝမ်းသာပါလေဟိုတူကမန်ထူးတဲ့ဒီထားခါပြောလေကုမ္ပဏီကဝန်ထမ်းဖြစ်ဆိုတာမန်ထူးဒါတို့ကိုကြည်တာဘူးတဲ့နော်ကိုသိပါမသိလားညီမလေးဟိုတစ်ခါပြောဘူးတဲ့လို့လေကုမ္ပဏီမှာလုပ်ဝင်လာကြပြီလားမကြသေးပါကိုလည်းညီမလေးဟိုတစ်ခါဟာတက်ရပြီးတဲ့ကတည်မဲပြီးတော့မတွေ့ပြကြအောင်ကိုရောမောင်မောင်နှစ်ယောက်ကလည်းအခုလိုဒီကူကချိန်မှပဲတွေ့ပြကြတာကိုစကားတွေအများကြီးပြောနေနော်ပြင်းနေဦးကိုပြေသားကဒီလိုပါပဲကြုံလုံးတိုင်တယ်လို့တော့မထင်နဲ့နော်သူကဒီလိုပဲဘယ်တော့မဆိုသူပြောချင်တာပြောတယ်သူလုပ်ချင်တာလုပ်တယ်ခင်ဗျားတော့ချင်သားရနေပါကိုပြောအောင်ကျွန်တော်ဖြစ်ချင်တာခိုင်းချင်တာရှိခိုင်းတယ်တော့ထိထားဦးကကျွန်တော်ကိုပြည်သားဦးရှိမှာတပတ်နှစ်ပတ်လောက်ဆက်လုပ်အောင်ညီမလေးကတော့လှုပ်တော့မယ်အဲ့ဒါမင်းကိုအလုပ်ဆက်စင်းဖို့ဖြစ်ချင်မှဖြစ်မှာပါကိုအနေနဲ့အနီးကလေးလာဖို့လည်းဖြစ်နိုင်တယ်နော်ကဲစကားပြောရလေးခဏရက်မယ်အရှင်အိတ်ခံမရစီတော့လာဘာစအခု那俺家嘛，这个是对的。နင်းဘက်ကမရှိဘူးငါဘက်ကရှိတယ်နင်းလှုပ်ချင်တယ်လို့လှုပ်ထားချင်တယ်လို့ထားပြီးဆိုခံမဲ့ကောင်တာကောင်းတယ်ဟမ်ဘာပြောလဲဘယ်သူကဘယ်သူထားခဲ့တာလဲမင်းကငါထားတဲ့အတိုင်းနေရတာလားငါနေထားတဲ့အတိုင်းနေရတာလားပြောစမ်းပါဘာမှမသိခဲ့ရဘူးဘာတစ်ခုမှသိခွင့်မရဘူးငါဘက်ကဘာပဲဖြစ်အကုန်လုံးနင်းကိုပြောပြတယ်အသိပေးတယ်နင်းဘာတွေလုပ်နေလဲဘာတွေဖြစ်နေလဲငါတစ်ခုမှသိခွင့်မရဘူးဒီကိစ္စမတော်တဆမဟုတ်ဘူးတမင်တကကြိုတင်ကြံစီထားငါနဲ့အရွှဲတက်ချင်တဲ့စိတ်နဲ့ကိုပြေသားကိုပတ်သက်ခဲ့တာငါဝန်ခံတယ်အေးဒါမဲ့နင့်ထိတ်ထားဦးရဲ့အကူဆိုတော့ငါလုံးဝမသိခဲ့ဘူးပြီးတော့ကိုပြေသားဦးကလည်းနင်းနဲ့ငါနဲ့ဘယ်လိုပတ်သက်နေလဲဆိုတော့လုံးဝမသိဘူးဖြစ်ချင်းဖြစ်နင်းထိတ်ထားဦးကကြိုတင်ကြံစီတာပဲဖြစ်မှာပေါ့နင်းအပေါ်လေးရှောက်ပြောမနေခင်သူ့ဘက်ကကြိုတင်ကြံစီတဲ့ပဲထားလိုက်အဲ့ဒီကားနဲ့အဲ့ဒီအလုံးလေးဘာမှပါလာကြအောင်မရှိဘူးနော်နင်းကဘယ်သူမှချင်းချောက်ပြီးခေါ်နေတာမဟုတ်ဘူးနင်းဘက်ကလိုလိုလားလိုလိုချင်းအဲ့ကားပေါ်တက်လိုက်လို့အဲ့ဒီရောက်လာမဟုတ်ဘူးလား
တရားကြဖို့ကောင်းလိုက်တာမိမတယောက်အချိန်ချင်းကားပေါ်တယ်အချိန်ချင်းကားမောင်းပုတ်ခဲ့တော့ငါဘာမှမပြောခဲ့ဘူးငါတော့ငါပြစ်တင်လိုက်တာ ခင်ဗျအဲ့ကိစ္စတွေအတွက်ငါမှခိုင်လုံတဲ့အကြောင်းပြချက်ရှိတယ်နင့်ကငါအကုန်ပြောထားပြီးသား လှုပ်ချင်ရလှုပ်ပြီးမှအကြောင်းပြတယ်လူတိုင်းပြတတ်တယ်你个人我用不出来的呢，大呀你的。 နင်ဘာပြောလဲငါရုံးထွက်နေကြတယ်ဟုတ် 以后的，你不是个年龄的呢，你老是个我看你呀。你哪里？给人家休假半路。 是呀，你把那拧开，你老是给我表。你是所有人脾气啊想想办法 ကိုထင်ထားတာတွေအားလုံးကလည်းဘယ်တော့မှဖြစ်မှာမယူနေပါဘူးဒီတို့လည်းကိုနေသားကြောက်ကြည့်ပြမလာလိုက်တာ စာချုပ်ထဲမှာပါရရတာပြည့်တယ်ဆာလည်းနေတယ်လို့ဘုံရတယ် တို့ကတော့မှန်ထုတ်ရဲ့ကို့ထပ်ပြီးတော့လည်းမနှိမ့်ဆက်ချင်ပါနဲ့တော့တခုခုဆိုရင်မင်းကကို့အရန်အရွက်တိုက်တယ်အဲ့ဒါကိုလည်းကိုယ်သဘောကျမြင်မင်းကပြန်ရန်တွေ့အဲ့နဲ့ပဲပြီးမှဟုတ်တော့မင်းအလုပ်ထွက်ချင်တယ်ဆိုရင်ကို့အလုပ်ထွက်ခွင့်ပေးပါမယ် 对的，这样也别做这个。 ရှင်းပြတော့ကြက်တယ်ဘာပြောလဲ ခင်ဗျားစီကနေပြီးကျွန်တော်ဘသူစီရမှာမရဘူးကျွန်တော်ထင်မထားတယ်ကျွန်တော်မျှော်လင့်မထားတယ်ခံစားမှုတွေရခင်ဗျားကြောင့်ကျွန်တော်ဒေါသဖြစ်ရတယ်ခင်ဗျားကြောင့်ကျွန်တော်စိတ်နှောက်ယှက်ဖြစ်ရတယ်ကိုယ့်ကိုအားမလို့အားမရဖြစ်ရတယ်စိတ်တူရအများကြီးပဲခင်ဗျားစီကနေပြီးကျွန်တော်ဘသူစီရမှာမရဘူးလေခံစားမှုတွေခင်ဗျားစီကနေကျွန်တော်ရတယ်ကြိုက်တယ်ကျွန်တော်တော့ပြောကြတယ် အဲ့ဘာလဲ ဟာလဲကျွန်တော်ခမရရှိမှာဒေါသကိုထွက်ချင်တယ်လို့ထင်တယ်လူလူလက်လက်ထွက်လို့ကျွန်တော်ထွက်ချင်တယ်လို့ထင်တယ်
တခြားလူတွေရှိမှတခြားပြောင်းရှိမှကျွန်တော်သတိထားနေတာထိန်းနေတာကိုပြီးတော့ကျွန်တော်ဒေါသထွက်လိုက်လို့သူတို့ကပြန်ပေးတဲ့တုံ့ပြန်မှုကိုအဲ့ဒါလည်းမတူတဲ့တုံ့ပြန်မှုကိုကျွန်တော်ရှင်းပြနေတာကြိုက်တယ်ကျွန်တော်ကတော့အလုပ်ထွက်ဖို့အစီအစဉ်ရှိခင်ဗျာထုံးမပြစ်ဘူးဆိုတော့ မန်ထူရဲ့မင်းစကားတွေနားထောင်ရတာလေကိုအိမ်မက်ထဲကိုရောက်နေတယ်လို့သိလား ကျွန်တော်အဲ့တိုင်းခုပြောတဲ့စကားတွေကအိမ်မက်ထဲမှာပြောတဲ့စကားဖြစ်တယ်ကိုကမင်းကိုတသက်လုံးအလုပ်ထုတ်မပြစ်ဘူးဆိုရင်မသိဘူးဘာပြောလဲပြောတယ်စဉ်းလည်းမစဉ်းစားကြဘူးရောက်သေးတဲ့အချိန်တွေကကိစ္စတွေစဉ်းစားပြီးစိတ်ကြီးလည်းပင်ပန်းနေတာမကြိုက်အဲ့ဖြစ်လာတဲ့အချိန်တွေမှာဖြစ်လာတဲ့ခံစားမှုကြည့်ပြီးတော့ကျွန်တော်အဆင်ပြေတယ်လို့နေမယ်လို့ပြောလို့ဆို那个，ကျွန်တော်လည်းခဏတော့ဒါခံပြီးရအောင်စကားလေးပြောတယ် နလုံးမပေါ့လား မက်ကမုံရိုးမေးတာလားကိုကြီးကိုစိတ်ဆိုးနေတဲ့အချိန်မှာပုံမေးတာ ရိုးပဲမေးတာပါ ကျွန်တော်အလုပ်ကနေခွင့်ခဏယူထားတာကိုကြီးကအလုပ်ကထွက်ပါထွက်ခိုင်းတာကျွန်တော်ကထွက်လို့မရလို့စိတ်မပါဘဲနဲ့လုပ်လို့ရှိတယ်အလုပ်ထဲမှာထိခိုက်မှာဆိုလို့ခွင့်ပြုလိုက်တယ် ညဒီမှာပါလာလို့ ကျွန်တော်မက်ကမုံပြောတဲ့အချိန်မှာစောင့် နင့်ကောပါပြောခိုင်းလို့လား ကိုကြီးကတိတော့မသိပါဘူးကျွန်တော်ဘာသာပြောတဲ့အချိန် ဘာပြောမလို့ပြောနေ ကျွန်တော်ကိုကြီးနဲ့မက်ကင်ဖုန်းနဲ့ထက်သနာမဖြစ်စေချင်ဘူးအဲ့ဒါပါပဲ အဲ့ဒီစကားကိုနင့်ကိုပြောကြည့်လို့ပြီလား အဲ့ကောင်ကျွန်တော်စိတ်မဆိုးပါနဲ့အခုဖြစ်တဲ့ကိစ္စမှာကိုကြီးမမှားဘူးလို့ကျွန်တော်ထင်တယ်ကျွန်တော်ကိုယ့်ကိုယ်မလို့ပြောတာမဟုတ်ပါဘူးကိုကြီးကောင်းထဲမှာမခင်ဖုန်းရယ်သူ့လုပ်ရယ်ပြီးတော့မိသားစုရယ်ရှိတယ် အဲ့ဒီစကားကိုနင့်ကိုငါ့ကိုပြောလုံးလားနင့်နာမည်နောက်ဆုံးပါ မခင်ဖုန်းကျွန်တော်ပြောတာကိုယုံပါဗျာကိုကြီးကမခင်ဖုန်းတကယ်ချစ်တာပါ အောင်ကြတော့ပါ ဗျာဘာဖြစ်လို့လဲ ဘာမှမပါဘူးငါပြန်တော့မယ်နော် ထိတ်ထားလက်ထက်တော့မယ်ဟုတ်လားပြောပါဦး ရှက်တယ်ဝင်နေတယ်အကိုကြီးလက်ထပ်တော့မယ်ယူသိတာအကိုကြီးတော့ထိထားဖို့အရန်မုန်းတာသူတို့เนี่ยနီးစားလိုက်ပါပြင်ထင်လာခဲ့ပြီးတော့ထိထားမယ်အကိုနဲ့ချစ်သူလေးထင်နေတာ မ
ဟုတ်ပါဘူးမဟုတ်ပါဘူးကိုလိုချစ်သူတွေမဖြစ်ခဲ့ကြဘူးမိတ်ဆွေတွေဖြူနားမလို့ဆိုတော့ထားလိုက်ပါပြတ်ဘာကိုရှက်တာ အခုဆိုရင်ဖြူလို့မိသားစုရောအကိုကြီးရောဖြူလို့တရားကွာတော့ဘာလို့မတင်နေကြအဲ့လိုပြတ်တာတို့လက်ဆောင်ပေးခဲ့တာတစုံတစ်ခုတည်းကိုယ့်ရဲ့နမိတ်ကိုကြိုသိချင်တယ်ဆိုရင်ဒီဖက်ချက်လေးနဲ့အရင်သုံးနေတယ်မောင်မျိုးထိထားလိုက်ရင်တော့မယူဒါပေမဲ့တခါတော့စားသက်ကြည့်ခဲ့ဘူးလေအဲ့တော့ထိထားရခဲ့တယ်ဖြစ်ချက်လေးရလာပါအိတ်ဖြစ်ချက်လေးကိုရပြီတိတ်ကြတယ်မမတွေ့တယ်အဲ့ဒီကစားပြီထိထားရုံပါတယ်ထိထားရဲ့အနောက်ရင်းနမိတ်တွေမစတတ်ကြည့်ချင်ဘူးကျွန်တော်အဲ့ဒီစိတ်ဝင်တော့ဟုတ်ရဲ့အပြုတ်ပေါ့ကြပ်သာပါသူ့မှာစောင့်နေတာရှိတယ်အဲ့သူ့ကိုရုံကြည်ကြည်နဲ့လက်ခံနော်အဲ့တော့ဒီကြည့်ဒီရနေချိုးလို့
ယောက်ကကြိုတင်ကြံစီပြီးအကွက်ချက်ချက်လုပ်တယ်မင်းလည်းမမောင်းမင်းရဲ့ချစ်တယ် အဲ့လေမာတော့အလုံးကြလို့ခင်ဗျာလည်းမှားတယ် မှားတယ်ဆိုတာတင်လို့ရမှာဆို ပြင်ခွင့်ရှိလို့ပြင်လို့ရတယ်ဆိုတော့ကောင်းတယ် ဘရိုအဲ့ကန်ကြမာဆိုတာကြီးကပြုပြင်ပြောင်းလဲလို့ရတဲ့အရာလို့သဘောထားပြီးတော့ခံဒီပြုပြင်ကြည့်တော့ ပြင်ချင်တော့ပါကိုပြတောင်းရဲ့မောင်အမှားတိုင်းလက်ခံပြီးတော့ရှင်းနေနေရတယ်ကောင်းတယ် မင်းကိုချစ်တယ်ကိုပထမဆုံးပြောတဲ့စကားပဲကိုဘယ်သူမှမပြောဘူးမင်းနားမှာမင်းချစ်သူရှိနေတာကိုအဲ့ဒီစကားတွေပြောချင်မှမပြောဘဲနဲ့ကိုစောင့်ထိန်ခဲ့တယ်ကိုနားလည်းပါကွာ ကျမနားလဲပါလေဒါပေမဲ့နားလေလေဆိုတာနားလေမှုတက်တက်ပါချင်မဟုတ်ပါဘူးကိုပြတောင်းကျမကိုဒီနေ့ကျရင်စကားပြောလာမယ်ဆိုတော့ကျမကြိုးသိနေပါတယ်အဲ့ဒီတော့လည်းကျမမှာဖြေရကြိုးပြီးရှိနေပါတယ်ကျမကိုပြတောင်းလို့ချစ်သူတယောက်ကိုအရွှေတိုက်ချင်တယ်အခြားလူတယောက်ကိုချစ်ဖို့ဆိုတာကျမအသိစိတ်တက်ကလည်းမခံဘူးအဲ့ဒါကိုကျမနားလေတယ် ဘာဖြစ် ဘာမှမပါဘူးမင်းနောက်ကျနေတော့တော့မှာ ဟဲ့နေရောနေဘာဖြစ်တယ်ဆိုတာအခုငါ့ကိုပြောခဲ့ ဘာမှမဖြစ်ပါဘူးမရဲ့နောက်ကျနေပြီတော့တော့မှာ ဟဲ့ငါ့ကိုပြောစမ်းနေဘာဖြစ်လဲ ဘာမှမဖြစ်ပါဘူးမရဲ့အေးရပြက်လို့ထင်တယ်နည်းနည်းမှုတာပါ မင်းမနေငါ့ကိုမှန်ပြောစမ်းနေကျမရောမှန်ရလားငါ့ကိုမညာနေတော့နေမမှန်ပြောစမ်း မညာပါဘူးမရဲ့နည်းနည်းအစာမှားလို့ပြို့တာတော့ပဲရှိရလား မှန်ဖြေနေငါ့ကိုမညာတယ်နေမှန်ဖြေမင်းရလားရောက်ချင်တယ်နေမကျမမောင်တို့ရောက်ချင်တယ် နှစ်လားလောက်တော့ရှိတယ်ဘာဆိုင်လို့လဲမရဲ့ နေမရေထုတ်ခါလာပဲလာစား ငါသိချင်တယ်မိဖြူရဲ့ငါသိချင်တယ်နေမစမ်းညာမရှိဘူးလားနေငါကယူမရလားဟင်ကိုမဘာမှရေရာမရှိဘဲနဲ့တကူလုံးကိုပုံအားရတယ်လို့အေးအခုကြောင်ကောင်းကြောင်မကောင်းနေပြစ်ကုန်ရက်ကွက်မှာငါမျက်နှာဘယ်လိုလုပ်ပြမလဲ ကဲပါပြီခုဟာကြော့လည်းမကြော့သေးဘူးကြားလည်းမကြားသေးဘူးအမေလုံးပါပဲတယောက်ကလုံးသိတော့မယ်ခေါင်းလေးထားစမ်းပါလေဟာ ဟဲ့ငါကောင်းအေးထားလို့ရတယ်သူ့ဘက်ကပူလာမှာသူ့ဘက်ကပူလာမှာ တော့မှလည်းတော့မှ ငါတောင်းမှမနေနဲ့နေတစ်စိတ်တော့တောင်းမှသူ့စရက်ကိုဖက်ပြီးတောင်းမှ ခုလိုစူပူနေလို့လည်းပြီးသွားမှာမဟုတ်တာမေဘာ
ဘာလို့ရမယ်ဆိုတာကိုစဉ်းစားပြီးတော့တခုခုစီစီကြရတာပေါ့နော်ကိုကြီးတော့ကိုလေးလို့တော့မပြောပါနဲ့မရဲ့နော်ဘေနော်တမီးကိုတော့တောင်းတာမျိုးစီစဉ်ရရှာစီစဉ်မှာမ မလေး你我ယူမရ咯 တမီးအနိုင်ကျင့်ခံရတာမဟုတ်ပါဘူးမေရဲ့သူတို့เนี่ยသဘောတူပြီးမှဖြစ်ကြခုမှတော့ဒီလိုပဲစီစဉ်ရတော့မှာပေါ့မေရဲ့မေသားလေးကိုသွားပြောမနေနဲ့ဦးနော်ငယ်မနင်လည်းထုတ်ခေါ်နေရနေအပိုင်ပြောကြားလားမေဟုတ်သမီးနဲ့မေကလေမမစီကိုတော့မမကိုသွားပြီးတော့ဖိပေးမယ်လေထဲမဟုတ်တော့မှတခုတော့မမပူပေးမှာပါမေစိတ်ရပါနဲ့တော့မတခေါ်တယ် အဆင်ပြေပါမလား ပြေမှာပါမေရဲ့မမနဲ့တွေ့ရင်အဆင်ပြေမှာပါဟိုပါဇက်ကကုညီပါလို့ထုတ်မပြောတာတော့မှ तू ကအလိုက်သက်ကြီးနဲ့ကုညီပေးခဲ့တဲ့လူပဲအောင် ဒါပေမဲ့ခုကိစ္စ ခုကိစ္စဟိုမေရဲ့ခုကိစ္စကပိုတော့မှပြောလို့ကောင်းသေးတယ်ဘာမဟုတ်တဲ့အလုပ်ကိစ္စတော့မှ तू ကချက်ချင်းကုညီလိုက်ပေးရပဲဟိုခုကိစ္စအငယ်မရဲ့ဘိုက်ကိစ္စဆိုတော့ဟိုမင်းကလေးချင်းကိုချင်းစားပြီးတော့ तू ကပို့တော့ကုညီပေးမှာပါ ငါတို့ရှက်တာနဲ့တည်ကျင်တာပဲအေးတိတ်ဒုက္ခပေးကြတာပဲ စိတ်မပူပါနဲ့မေရဲ့ထုတ်ခေါင်ရဲ့ကိစ္စကိုမမကကုညီမပေးရင်တော့မှအငယ်မမိဖွားဖို့စီကိုတော့မမကုညီပေးမှာပါမမရောရဲ့ အမကသူ့နေမကောင်းလို့အနားယူနေပါတယ်တဲ့မှားစားရှိတာမှားခဲ့ပါတယ် ဟုတ်ခဏလေးတွေ့ခွင့်မရဘူးတာရဲ့ခဏလေးပါ ကျွန်တော်ပြောလိုက်ပါတယ်အမကအဲ့တိုင်းပဲပြောခိုင်းတယ်သူ မန်တူအမေလေမန်တူအမေလို့ဒီချာပြောပြရအောင် ဟုတ်ကဲ့ပြောလိုက်ပါတယ်ကွန်မန်လူးနဲ့ပြောလို့ပြီးမဲ့ကိစ္စဆိုရင်ကုမ္ပဏီကိုဖုန်းဆက်လိုက်ပါဘာမှကြာရှိသေးတယ် ရှိပါဦးတိုင်းအမေတို့ပြန်သွားပြီလို့ပြောခဲ့တယ် တက်တော့မမမရှိဘူးဟုတ်ပြီ Congratulations ထိတာတကယ်ဆိုဒီချိန်မှာအင်္ဂါထိတာရဲ့မျိုးသားကိုလက်ဆွဲနှုတ်ဆက်ရမှာ ရှင်အငယ်ပါဆိုလို့ရတယ် ထိထားမှာထိထားရဲ့အမွေစက္ကန့်နဲ့နောက်ထပ် generation လေးရှိနေပြီကံကြမ္မာကရတော့ရခဲ့ပေးလိုက်တဲ့လက်ဆောင်ပါပဲထိထားလို့ရွယ်မှာရင်သွေးတစ်ယောက်ရဖို့ဆိုတာမိန်းကလေးတိုင်းလူချင်းနဲ့အခွင့်အရေးပဲဒါပေမဲ့လူတိုင်းမရကြဘူးကဲအခုထိထားရပြီထိထားအင်္ဂါပြောတာကြားโอเคဒီနေ့ကစပြီးတော့အရင်ကတည်းကအစားအသောက်ကိုစင်ញမအ
ရင်ကတည်းပိုးပြီးတော့ဂရုစိုက်ပါထိတ်ထားကအခုချိန်ကစပြီးတော့ကလေးတယောက်ပြန်ဖြစ်သွားပြီထိတ်ထားလို့ကျင်တာထိတ်ထားဖြစ်ချင်တဲ့အားလုံးထိတ်ထားရဲ့ဘိုက်ကလေးကိုပြပြီးထိတ်ထားရဲ့အမျိုးသားကိုချွဲပြီးတော့ထိတ်ထားဘာဖြစ်နေတာ ဖြစ်ပါမယ်ကျမဝမ်းသာတယ် ဖြူကိုပြောရရှိရဆို ဟုတ်တယ်ဖြူပြောစရာရှိတယ်ဖုန်းထဲမှာချိန်လိုက်ရတာအကိုမလာပါမလားလို့ ကိုကလာမယ်လို့ပြောပြီးလို့ရောက်အောင်လာမှာဘောဘယ်တော့ဂရိဖြစ်ဘူးလို့ မသိဘူးလေအကိုကအလုပ်များတာဆိုတော့မေ့နေပြီလား မမေ့လို့အခုရောက်လာပြီလေဖြူပါပြောဖြူဖုန်းထဲမှာပြောဆိုတော့လည်းမပြောဘူးဒီပေါင်းဖြူကိုပြန်မေးရအောင်မယ်ဖြူနဲ့ကိုနေအားဆိုင်မှာတစ်ပတ်မှာ6ရက်လုံးလုံးတွေ့နေတာအဲ့ဒီမှာပြောလို့ရရတာလေဘာလို့ဒီမှာချိန်တာလဲ ဆိုင်မှာပြောလို့ရှိရင်သူများတွေသိသွားမှာဆိုလို့အထူးသဖြင့်အခုဖြူပြောမယ့်စကားကိုကလွယ်ပြီးတော့တခြားဘသူမှမသိစေချင်ဘူး ဘာစကားမလို့ဖြူ ဖြူမှာလေကိုရင်သူလေးရှိနေ ဖြူဘယ်လိုပြောလဲတကယ်ပြောလားဖြူ တကယ်ပါဘူးလေနှစ်လအောင်ရှိနေ ဟုတ်ရလားဖြူ ဟုတ်ပါတယ်ကိုလေမိန်းကလေးရဲ့အကြောင်းမိန်းကလေးတယောက်ကပြောပြနေရတယ်မဟုတ်ဘဲနဲ့ပြောပါမလားကိုကဘာလို့မေးရလဲ ဟ
မေးလို့မရဘူးကျွန်တော်ဟမ်ဘာဖြစ်လို့ဘာရောတာမာရာဝတ်မင်းမချာ အခုကမင်းဟိုကနေကြာအခုကလည်းကြောက်နေတယ်ဘာဖြစ်လဲပြောပြဟမ်ငါဘာဖြစ်လဲကြီးမဘာဖြစ်လဲငါဟဲ့ငါမင်းနေပြီ ကိုကြီးအပြစ်တင်ကျွန်တော်တင်ပါကျွန်တော်ယောက်ျားတစ်ယောက်လုံးနေပြီကျွန်တော်မိသားစုဘာမှဦးမဆောင်နိုင်ဘူးကျွန်တော်ဘာမှမသိလဲအောင် ကြောက်အဲ့ဒါငါမကြားချင်ငါလာပြောနေတယ်အခုအငယ်မဘာဖြစ်လဲငါ့ကိုပြောကြီးမပြောသား ကမကိုဝေးပြတ်ကြတယ်မန်သူကမကိုဝေးပြတ်ကြတယ်ငါတို့အလုံးနဲ့တိတ်ပေးရအောင်စိတ်မစိတ်နဲ့တူ ဘယ်လိုလဲဘယ်ကောင်းလဲ လုံးရှိတော့ကောင်းတယ်မိရတော့တော့တိတ်လို့ငါတို့တပူပေါ်တစ်ဆက်ဖြစ်မှာဆိုတော့ငါတို့နေကိုအသိပေးခဲ့ဘယ်သူမှမသိပဲနဲ့တူတူတိတ်တိတ်ရှင်းလို့ရရင်လေရှင်းမယ်ဆိုပြီးတော့ငါတို့နေကြိုးစားပေးကြ ကြီးမငါ့ကိုသိတာကမှန်လို့အငယ်မကိုပြက်ကြတာလားဖြတ်ချတာ သူတို့ကဘာဖြစ်နေတယ်လဲမသိပါဘူးတာရဲ့ငယ်မလေးရတယ်ဖြစ်ဖို့စိတ်ကူးလည်းမလုံးဝမရှိဘူးသူဝင်းမဲတပွားပါပြောတာဒါပေမဲ့ကမပေါ့ဦးနေတူတယ် ငါတို့နေကိုတိတ်မပေးခဲ့ပဲငါတို့နေလို့သွားတွေ့ခဲ့တယ်ဒါပေမဲ့မိမဘာနဲ့မင်းနဲ့သွားရတာသွားတွေ့ အခုငယ်မပြောကြီးမဟဲ့ဘယ်လိုနေလဲ တယ်ဘာလဲမပြောဘူး သူမင်းချစ်တယ်လို့နေသေးလဲ အားလုံးစိတ်ချပါဒါပေမဲ့အနာတော့ယူအောင်ဒါနဲ့သူ့မျိုးသားကို ခရီးလို့နေလို့ပါဆို ကျွန်တော်အခုပြောမယ့်စကားတွေသူသာကြားရင်ကလေးမလေးကိုသူယူဆိုင်မိတဲ့အတွက်တစ်သက်လုံးနောင်တရလို့ဆုံးမှာမဟုတ်ပါဘူး ဘာဖြစ်လို့လဲဆရာ ဒီကလေးမလေးကဘယ်တော့မှကလေးမရနိုင်ဘူးဒါနဲ့ကံကောင်းမှလေအသက်အန္တရာယ်ကိုမထိခိုက်တာအခက်မသိရင်လူကိုပါထိခိုက်ရှိဒါပေမဲ့အခုစိတ်ချသွားပါပြီကျွန်တော်သွားဖို့ပြော အခုဆို မပြောရတဲ့အဲ့မင်းတို့မချဘူးပြောရတာရဲ့မင်းတို့ဘာလို့မနေမဲဒီဖလဲစစ်တယ်ကိုလေးပါပဲဒီမှာဘာလို့ဒီကိုဒီပါ ဟ
ဖြစ်လာလဲဆိုရင်မင်းကမင်းငါ့ကိုမေးရအောင်ငါညီမတဲပြီးဘာဖြစ်နေလဲဆိုရင်မင်းကမင်းငါ့ကိုမေးရအောင်ဘာဖြစ်လဲတဲပြီးတဲပြီးမင်းနဲ့ရတဲ့ခုံပြတ်ကြလို့စိတ်ဝင်ရောက်နေကိုဝင်ပြတ်ကြမသိဘူးလုံးဝမသိဘူးမင်းမသိဘူးပဲသိတယ်မသိဘူးသိအောင်မစူးစမ်းခဲ့မင်းသိအောင်နောက်တစ်ခုထပ်ပြောလိုက်အခုပြည့်တဲ့ကိစ္စကြောင့်ငါညီမလေးဘယ်တော့မှကိုယ်မဆောင်နိုင်တော့ဘူးမျိုးဆက်ဆိုတာငါညီမလေးပြောမျောလင်းကြမရှိတော့အဲ့ဒီအားလုံးမင်းကြောင့်မင်းကိုတော့ဟောတာကဲဟဲ့ကွာကိုတော့ဟောတာကိုတော့ဟောတာဟဲ့ဘာလို့လွတ်ပေးလိုက်တော့မင်းကိုလွတ်ပေးလိုက်သမ်းပါသူကြိုက်တဲ့ဒီငါ့ကိုထိုးပါစီလွတ်ပေးလိုက်သမ်းကွာငါ့ကိုတတ်မှကျင်နေမယ်ဆိုလို့ရှိရင်လည်းမင်းတတ်လို့ရတယ်ငါသိရဲတယ်ဟဲ့နော်သိရဲတယ်မင်းကငါတခုပြောမယ်အဲ့ဒီအမငါမားခဲ့တယ်ဆိုတာဝန်ခံတယ်ငါရောက်အဲ့ဒီအမငါတယောက်တည်းမားတော့နှစ်ယောက်အတူမားခဲ့တယ်အမှားကွာမမတို့ငါလူယုံမှာမဟုတ်ဘူးငါမယုံပါဘူးမင်းညမကငါတာဝန်ယူမယ်လို့ဆုံးဖြတ်လိုက်တဲ့အချိန်မှာမင်းညမငါ့ကိုစဖြတ်သွားတယ်ထွက်သွားတော့ညကသူကမားပြေဖို့ကြိုးစားတယ်ဟိုမှာငါ့ညမတိတ်တော့မဆေးဘူးအဲ့ဒီမှာအတွက်မင်းကျင်နဲ့ငါဘက်ကဘာလုပ်ပြပျောက်သွားတာအတုတ်လုပ်ပေးမယ်အစင်းသင့်မယ်ဟုတ်ကြပါရတယ်နော်မင်းဘယ်တော့ချမ်းသာဆိုင်မင်းတို့ကောင်မလေးအမျိုးမတော်ဘူးသိကြပြီလားရသိကြတယ်ရမန်ထုမင်းဘက်ကတကယ်သိကြရနော်အဲ့ဒါတော့ဘာလို့ဆက်ပါလဲမင်းငါ့ကိုစိတ်ကြည်နဲ့အောင်ထိုးတယ်ငါတစ်ချက်မှပြန်ထိုးမင်းငါ့ကိုအားရအောင်ပြောတယ်ငါဘာမှပြန်မပြောဘူးအေးအဲ့တော့ငါမှားခဲ့တဲ့အမှားနှစ်ခုစလုံးအတွက်ကြည်ပြီမှလို့ဒီတော့ကဘာမင်းဟာတာဝန်သိကြည်ခြင်းနဲ့ယောက်ျားမလို့အခုမင်းညမအတွက်တာဝန်ကြည်ခြင်းလို့ငါစီလာဟေးထိတ်ထားဦးအတွက်တာဝန်ကြည်အောင်အိမ်ပြန်လိုက်အောင်ပေါ့ထိတ်ထားမင်းကိုတစ်ခုခုပြောခြင်းသိကြကိစ္စတွေအားလုံးအဆင်ပြေခဲ့ရလားဖြေချင်လည်းရပါတယ်ဒါပေမဲ့ထိတ်ထားပြောတဲ့စကားလေးကိုနားထောင်ပါမယ်နော်ထိတ်ထားမှလည်းရှိနေဘာဖြစ်လဲမမတားလားဟမ်ခင်ဗျာဝန်သား
ဝမ်းသာတာပုံမောင်ရဲ့ဒီထားအရန်လေးပြောတာပဲမောင်ကပေးတဲ့လက်ဆောင်လေးတစ်ခုရတယ်ဒီထားသဘောထားတယ်အဲ့ဒီလက်ဆောင်လေးလူလောကလေးရောက်လာမယ့်အချိန်ထိဒီကအသက်ရှင်နေနိုင်အောင်ဒီလိုစားပြီးချက်တင်နေတယ်ဆင်းဖြစ်တယ်这个女生，这个女生长得，我也记得我，好记得，所以那个。မ
ဖေးအဲ့ဒီကြောက်ဘာမှမပြောရရှိလမ်းရှိဒီနေ့ကလည်းများတယ်ကိုယ်ကိုယ်နဲ့ဆက်ဆံရတဲ့အချိန်တစ်ခုမောင်ရနေမှာတစ်ခုခုရှိနေလို့ဆိုတော့တိဘုံဖြစ်နေမောင်ပြောပြမှာမောင်ဒီလိုပြရမယ်များရွယ်ဒီနေ့မှဖြစ်တယ်ခံပြောကြဘာကိုမပြောကြတာလဲတို့စိတ်ကုန်ဟမ်မမေးနေမပြောချင်ကျုပ်ပြက်ကထွက်လာကြတာကျွန်တော်ကြားကြမှာချစ်ထားမောင်ဘယ်ချိန်လောက်ဒီအောက်ချခံရအောင်လဲခင်ဗျာလူကြတာရဖို့အောက်ကြတယ်ကျုပ်ကကျုံလိုချင်တယ်ဘာတစ်ခုမှမရအောက်ကြတယ်ဟွာကြီးပဲမောင်စကားဒီတော့မောင်ဘယ်သူ့ဘာအတွက်ကြောင့်အောက်ကြနေခံရလို့လဲပြောစမ်းပါမပြောချင်ဘူးမမေးနဲ့လာပြီးတော့မပြောလို့မဖြစ်ဘူးပြောဖို့ပြောရထိတ်ထားတဲ့အိမ်တော်ရင်းမှာဘယ်လိုအစွန်းထင်းမျိုးမှာထိတ်ထားဖြစ်မှာပြောဟုတ်ပါအဲ့ဒါကတော့ဟုတ်ပါဘယ်ခံနိုင်လဲအစွန်းနဲ့မခံနိုင်တဲ့အတွက်စီဗီလာအစွန်းနဲ့တခုကိုကျွန်တော်ချုပ်ဖို့ကျုပ်ကိုအသုံးချတာခက်တော့မောင်အပိုင်လုံချင်လို့ကြိုးစားခဲ့တယ်ဆိုမှန်တယ်လေဒါအသုံးချတာမဟုတ်ဘူးမောင်ချစ်လို့အရန်ချစ်လို့ချစ်လို့ဘာကြီးလဲဘာချစ်လဲချစ်တယ်ဆိုကိုချစ်သူဒုံးရအောင်မလုပ်အောင်ဘူးအခုကျုံညမကိုစော်ကားရကောင်ကျုပ်ကိုကြီးလိုပြောင်းလို့ပြောင်းလို့လုပ်သွားငုတ်တုတ်ကြီးခါလိုက်ဘာမှပြန်မပြောဘာချစ်တယ်ခင်ဗျလုံးချင်လို့ရှုပ်ချင်လို့ရှုပ်ရှုပ်ထုတ်ပြီးကျုပ်ကောင်းလာတယ်အဲ့ဒါချစ်တယ်မောင်စကားတွေလွန်နေပြီနော်စကားတွေအရန်လွန်နေစီးမဲ့ကန်းနဲ့ပြောတော့အောင်ပြောလိုက်လို့နားမလဲရှင်းရှင်းပြောခင်ဗျကျုပ်စောရပြောတယ်မပြောနဲ့မမေးနဲ့မမေးကျုပ်မပြောရင်ပြဿနာပဲနားမလဲကြောင်ဆောင်နေပြောပြခင်ဗျကျုပ်ကိုချစ်တယ်လို့ကျုပ်မပြောဘူးဆက်ပါတော့တက်ပါမောင်ရဲ့သားပဲမဟုတ်ဘူးအဲ့လူရတယ်မောင်စကားကိုအရင်မှရက်အောင်မောင်စကားထိတ်ထားတော့ကျန်းစော်ကရောက်ထိတ်ထားတယ်ဘယ်လိုချင်တာလဲတားပြောနေတော့မထပ်ပြောနဲ့လမ်းမရတော့ဘူးလမ်းမရဘူးဘာလို့လဲ
ဖြစ်ပြခဲ့တာတွေအားလုံးပြန်စဉ်းစားလိုက်တရားခံငါဒါပေမဲ့ငါမှအမှန်တရားတစ်ခုရှိတယ်ငါမှားခဲ့တာတွေအတွက်ငါ့ကိုငါပြန်ပြင်မယ် ရွှေဘယ်လိုဖြစ်ပါလဲဘာလို့ဖြစ်ပါလဲ ငါထိတ်ထားကိုလက်ထပ်မယ်မာယာ ထိတ်ထားကိုလက်ထပ်မယ် ဟုတ်တယ်ဒီပြည့်ပြည့်တွေအကုန်လုံးကငါထိတ်ထားကိုရွက်တိုက်စိတ်လိုက်မှမလုပ်လိုက်ဘူးအကုန်လုံးမှားကုန်တာအခုချိန်မှာထိတ်ထားကလေးတယောက်အမေမာနူးနဲ့ကွဲသွားတာလေငါပြစ်ပြီးခဲ့သွားဒါကြောင့်ထိတ်ထားနာမှာရှိနေတယ် ယူတို့လုံးဝနားမလည်နိုင်တော့နားမလည်နိုင်လို့ဆိုတော့ဟောနားလေးမပေးချင်တော့တခုတော့မေးချင်တယ်ဖြူမေးလိုက်လား မမေ့ပါဖြူကိုမမေ့ပါဖြူတို့ကသူတို့အတိုင်းဝိုင်းကငါ့ကိုမေ့လိုက် စိတ်ကူးမြင်နေပါနဲ့တော့ဒီမေမာယာလူတွေဟာကံကြမ္မာရဲ့သားကောင်လို့ပြောကြတယ်အဲ့ဒါငါချွင်းချက်ပဲငါဘဝရဲ့ကိစ္စတော်တော်များများမှာငါမို့ဆိုးနေရနေပြီးတော့ကံကြမ္မာကိုသားကောင်နေရာတွေထားပြီးတော့ကစားတယ်အနိုင်ယူလဲရခဲ့တယ်နိုင်လဲနိုင်ခဲ့ဘူးဖြုတ်ကိစ္စငါအနိုင်ရခဲ့ဘူးသားတွေကတခုပဲမှာ ဒုက္ခယူတော့ဆောက်ကြည့်စကားနဲ့တူတူနဲ့လိုက်ပါတော့ဒုက္ခဆိုတဲ့လူမျိုးတယောက်တည်းဆိုရင်ရတဲ့ပန်စင်ကြခံနေတဲ့မိန်းကလေးတယောက်မကောင်းရှိပါဘူးထိတ်ထားဆိုတာဒုက္ခဆိုတဲ့လူမျိုးကစမ်းနေတာပေါ့ ခါတလေကြတော့လေဖတ်ပြီးသားစာမျက်နှာတွေပြန်ဖတ်ပို့ပြီးတော့ပြောစရာကောင်းတယ်ကြည်နူးစရာကောင်းတယ်အထိတ်ထောက်လက်ထပ်နေငါ့ကိုကူညီနိုင်ကူညီတာ တားပိုင်ကွန်းမှမရှိရပဲတော့ပေါ့ဒါပေမဲ့ငါတီးခွင့်ရရင်တီးချင်သေးတယ်ဒီမှာပါလာလောက်တာဟုတ်မှာဘာလုံးမိမှမသိခဲ့ခါရအများကြီးရှိတယ်အမေကျင်တာရခဲ့အဲ့တော့ငါမဖြစ်ချင်တာဖြစ်ခဲ့ခုလေဒီနေရာကိုဘာလို့လာနေပြီထိထားရသူကငါတဲ့အများကြီးကံကောင်းပါလေသူလှုပ်ချင်တာတွေကိုလှုပ်ခဲ့တယ်
အဲ့အတွက် तू လိုချင်တာတွေ तू ရခဲ့တယ် तू ဖြစ်ချင်တာတွေဖြစ်ခဲ့တယ်ဒီလောက်ဆိုတော့လို့ နင့်သားလေးသူ့နေစလို့လေလား မလိုရမထင်ထားဘူး ဘာဖြစ်လို့ ဖြစ်နိုင်တဲ့အကြောင်းကိုပြောကြည့်ဒါမှမဟုတ်တော့ပြောပြအဲ့ကလေးကိုငါရဲ့သွေးငါရဲ့သားလေးငါကုကုကိုလက်ခံလာလို့ဆိုတော့ငါကငါချစ်စေးကြည့်အဲ့ကလေးလေးကငါရဲ့သားငါရဲ့သွေးကိုငါလက်ခံလာလို့ချစ်သူ့မိရှိမှရှိတော့ပြုတ်ကလေးရတယ်သူ့မိရှိမှရှိတော့ ဒီရဲ့နင်တို့ဘယ်တော့မှလည်းပြောလို့မရခဲ့ပါဘူးခုလည်းငါမပြောချင်ပါဘူးဒါမဲ့နင်တခုတော့မှတ်ထားပါအခြေအနေတွေပြောင်းလဲသွားခဲ့ပြီမဲ့ငါ့အနေနဲ့အရှင်တော်ကလည်းပဲတိုင်ပင်လို့ရပါတယ်နင်ဖြစ်ချင်တာတွေနင်ပြောပြချင်တာတွေငါပြောပြလို့ရတယ်တခြားတော့နင်စိတ်လိုက်မှပါလို့ဘာမှရှောက်မလို့ပါနဲ့နော် 谢谢。啊，人家话越带带的，有钱呢，都是偷来的。你这个不要脸。这个，不管你骗了，还是我钱。咱们啊，我等你去。 ထိတ်ထားတယ်ကွာထိတ်ထားစီလို့သူကအကြောင်းတစ်ခုရှိမှကိစ္စတစ်ခုရှိမှလာမှာဒီမှာဖြစ်လဲ ထိတ်ထားနင်းကိုကြည့်ရတော့ကလေးရတစ်ဖက်အလုပ်တွေရတစ်ဖက်တယောက်တည်းမနိုင်မနှင်းနေဖြစ်နေတာ တယောက်တည်းဖြစ်တာမဖြစ်လဲငါတစ်သက်လုံးတယောက်တည်းနေလားငါဘလို့တယောက်တည်းနေရတယ်နေသားတော့ကြောက်ဟာလို့ဆို အေးအစတွေကတယောက်တည်းနေခဲ့ရင်တော့အကြောင်းမဟုတ်ဘူးဟာနှစ်ယောက်ဖြစ်ပြီးမှတယောက်ပဲသွားရဆိုရင်ငါလည်းဆိုတော့နေနေမှာမဟုတ်ဘူး ထိတ်ထားဦးဆိုတော့ထုတ်ခေါင်းမှာမဟုတ်ပဲ ထိတ်ထားမန်ထူးဟာတည်သွားတာမဟုတ်တဲ့အတွက်တပင်တဲလို့တပင်ထူလို့ပြောလို့မရဘူးတပင်မကောင်းအောင်တပင်ပြောင်းလို့ရတယ်ပြီးတော့နေလို့နေရောတရားဝင်ကွာရှင်းပြစစ်ထားတာ ဒေါ်စမ်းမှာဟာအရေးမကြီးတဲ့စာရွက်ကွာကိစ္စငါ့ကိုလာပြောနေတယ်အရေးကြီးတာတဲ့ကလေးမရှိဆွေဆွေမြင်မြင်ရှိငါလိုက်ပါလေမန်ထူရဲ့ရောက်ပါရှိအဲ့ဒီလိုငါသားလေးရဲ့ဘဝမှာနောက်ထပ်အဖြစ်တရားပေါ်လာစရာကြောင့်ရှိတယ် ဒါဆို
ငါနင်းဘဝရဲ့ဘယ်နေရာမှာရှိတယ်ဟာ这个，你那个，这刚面讲讲那个脾气，你变了吧？你变说，我变嘛没好，但没好，我得带龙周遭他给你，你看我也听面子推他。对了，你စကားရဘာထိုက်ပဲလေဟမ်ဆုံးလို့လေရှင်းရှင်းလေးပါညငါသိချစ်တယ်နိုင်ငံခြားမသွားခင်နေညငါကြိုးစားနိုင်ငံခြားပြန်လာတော့လည်းငါကြိုးစားတယ်ကိုယ်ကပြောမယ်ထင်တာညမှာပိုင်ရှင်ရှိတယ်ဆိုတော့ငါစိတ်ထဲမှာကြိတ်ပြီးကြိုးစားနေမျောလင့်နေတော့လေချင်းဖြစ်ပြီးတော့ဒီစိတ်တွေဒီလိုလုပ်တယ်ဒီကဘာမှစဉ်းစားကြတော့အဲ့ဒါချစ်တော့ဆိုတော့ဒီကငါတိတ်ချစ်ဖြစ်သွားတော့သိတယ်တော့အဲ့ဒီအချစ်ဆိုတဲ့စကားနဲ့နေနဲ့မတန်ဘူးဒီမပြောနဲ့ငါ့ကိုအဲ့လိုမပြောပါနဲ့ဒီကအဲ့လိုငါ့ကိုပြောပါနဲ့ဒီကဒီကတတိထားစမ်းမဖြစ်ဘူး။နင်းကငါချစ်တယ်ခါ။နင်းနားမှာငါရှိနေတော့နင်းတတိထားစမ်းမှာ။လွတ်နော်ငါစိတ်ကိုသိတယ်နော်လွတ်နော်။နင်းအဲ့လိုစိတ်လို့ရှားကြမှာ။ငါထင်းနေငါတော့မထင်းနဲ့။နော်နင်တော့မထင်းနဲ့နော်။နင်းနားမှာတော့တော်တော်ရှိမှာပဲ။ကျင်းနေတယ်ခေတ္တတက်တရထ
ထိတ်ထားရဲ့မြို့သားစီအန်ကယ်အကြောင်းထားတာပြီမကြခင်ရောက်လာမှာသူလာချင်မှလည်းလာမှာပါအန်ကယ်လာမှာပါထိတ်ထားရဲ့တို့ပါအန်ကယ်ခုချိန်မှာထိတ်ထားသူ့မှာမတွေ့ချင်ပါအန်ကယ်နားလဲပါတော့ထိတ်ထားဟုတ်ပါကျွန်တော်ရင်းရှိတို့လာတယ်ကျေးဇူးတင်ပါတယ်